ယထာတစဉ်အရှင်လွန်ပြီး6ထိပ်ပြည့်စင်းနေတဲ့အချိန်မှာနမစ်ကြီးခရီးတဲ့တယောက်ကိုရေမုံခုံမပြန်တင်ပေးလိုက်ယုံနဲ့ယထာကြီးချက်ချင်းရက်တန့်သွားပါမလားရှင်ဒါမှမဟုတ်ဆက်ခေါင်းပိုင်းကတော့ပြုတ်ထွက်လေပြီလားပေါ့ဗျာဟုတ်ပါတယ်ရှင်ဒီနေ့လေလာတုံတက်မဲ့စာတန်းကဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးဟာနိုင်ငံရေးထွက်ပေါက်ဖြစ်တယ်ဆိုတဲ့အချက်ရဲ့ online က proof of life လှူရှားမှုအကြောင်းရင်းကိုတင်ပြထားတာပါစိတ်ဝင်စားစရာပဲဗျဒီစာတန်းတစ်ခုလုံးမှာတွေ့ရတဲ့အဓိကကြတဲ့အကြောင်းအရာကတော့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဟာနိုင်ငံရေးထွက်ပေါက်ဖြစ်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒါကိုပညာရေးဆိုင်ရာရှုထောင့်ကနေဘယ်လိုပုံမိုခိုင်မာအောင်လုပ်နိုင်မလဲဆိုတာချက်ချင်းကြည့်ရအောင်ရှင်ကောင်းပါလေအရင်ဆုံးစာတန်းအဓိကကြောရုပ်ဖြစ်တဲ့ပြည်တွင်းနိုင်ငံပဋိပက္ခဖြေရှင်းရေးအပိုင်းကိုစမယ်ဗျဟုတ်ကဲ့စာတန်းမှာကသူမပါဝဲလာရင်အစုခွဲအောင်လုံးလက်ခံနိုင်တဲ့နိုင်ငံရေးဆွေးနွေးပွဲတွေပေါ်ပေါက်လာမယ်လို့ဆိုထားတယ်လေဒါပေမဲ့လူတယောက်လွတ်မြောက်လာယုံနဲ့ချက်ချင်းငင်းချရေးရသွားမယ်ဆိုတဲ့အမော်ဆန်တဲ့မျိုးလင်းချက်မျိုးများဖြစ်မနေဘူးလားရှင်ဒီအချက်ကိုရှင်းရှင်းလင်းလင်းတင်ပြထားတာပါဒါပေမဲ့ကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပါကနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့အမျိုးသားပြန်လည်တည်မြဲရေးပေါ်ဘလို့အကျိုးသက်ရောက်မလဲဆိုတဲ့အချက်ကိုပညာရေးဆိုင်ရာပြည်သက်ကပို့ပြီးနက်နက်ရှိုင်းရှိုင်းခွဲခြမ်းစစ်ချဖို့လိုအပ်နေပါလေဗျာဆိုလိုရာကလက်ရှိရေးသားချက်မှာအားနည်းချက်ရှိနေတယ်ပေါ့ဟုတ်တယ်ဗျာအားနည်းချက်ကဘာလဲဆိုတော့သူမလွတ်မြောက်လာတာနဲ့တပြိုင်နက်နိုင်ငံရေးဆွေးနွေးပွဲနဲ့ယုံကြည်မှုတိဆောက်ရေးလုပ်ငန်းစဉ်တွေဟာအလို့လျောက်အစင်သင့်ဖြစ်ပေါ်လာမယ်လို့လွယ်လွယ်ကူကူယူဆထားတာပါပဲမြေပြင်ကလက်တွေ့ခြေအနေတွေနဲ့နည်းနည်းကင်းခွာနေတယ်လို့မျိုးပေါ့နော်မှန်ပါတယ်အခုမြေပြင်မှာလက်တွေ့ဖြစ်ပေါ်နေတဲ့လက်နက်ကင်ဒေါ်လာရေးအင်အားစုတွေရဲ့သဘောထားကွဲလွဲမှုတွေNUG တို့ PDF တွေနဲ့တိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေကြားကမတူညီတဲ့နိုင်ငံရေးရည်မှန်းချက်တွေကိုလုံးဝထက်မစမ်းစားထားဘူးဗျာဆိုတော့အရာရာဟာကောင်းဆောင်တယောက်တည်းရဲ့လွယ်မှုမှုအောက်မှာအလွယ်တကူပြေလည်သွားမယ်လို့မြင်နေတာကဟာကွက်ဖြစ်နေတာပေါ့ရှင်အတိအကျပဲပညာရေးဆိုင်ရာစာတမ်းတစ်ခုအနေနဲ့ကြည့်ရင်အတော်လေးဟာကွက်ဖြစ်နေတယ်မြန်မာနိုင်ငံရဲ့အဖက်ဖက်ကကြာရှုံးနေရတဲ့အခြေအနေကိုကဲတင်နိုင်မလားဆိုတဲ့မေးခွန်းအတွက်အဖြေကမလုံလောက်သေးဘူးဗျာနေပေါင်းရှင်ကျမကစာရေးသူဘက်ကနေနည်းနည်းဝင်ပြီးစဉ်းစားကြည့်မယ်နော်ဒေါ်အောင်ဆန်းစုကြည်ဆိုတာက2020ရေကောက်ကွယ်မှာလူထုထောက်ခံမှုအခိုင်အမာရရှိထားတဲ့သူလေပြည်သူတွေကယုံကြည်တယ်ပေါ့ဟုတ်တယ်အဲ့ဒီတော့သူသာလွတ်မြောက်လာပြီးငိမ့်ချမ်းရဲ့အတွက်စကားပြောမယ်ဆိုရင်အခုလက်နက်ကိုင်ထားတဲ့လူငယ်တွေနဲ့တော်လှန်ရေးအင်အားစုတွေကသူ့စကားကိုနားမထောင်မဲနေပေါ့မလားရှင်ဒါကအရန်ကောင်းတဲ့မေးခွန်းပဲဗျာထောက်ခံမှုရှိတာမှန်ပါတယ်ဒါပေမဲ့ရွေးကောက်ပွဲမှာမဲပေးထောက်ခံတာနဲ့လက်နက်ကင်တော်လှန်ရေးလုံးနေတဲ့အခြေအနေမှာနိုင်ငံရေးအရာအပေးယူလောက်တာရန်တရားလုံးဝမတူတော့ဘူးလေ။အော်နိုင်ငံရေးအရာစစ်ဆက်မိတဲ့မှုအပိုင်းကတတ်ဖြစ်သွားပြီပေါ့။ဒါဆိုစာရေးသူကိုဘလို့အကြံပြုချင်ပါတယ်လဲရှင်။အကြံပြုချင်လာကခေါင်းဆောင်တို့ဦးရပေါမိခိုရတဲ့အခြေအနေကိုပုံဖော်မဲ့အစားသူမရဲ့လွတ်မြောက်မှုဟာကွယ်ပြားနေတဲ့နိုင်ငံရေးအင်အားစုတွေအကြဘလို့စစ်ဆက်ညီနိုင်မှု dynamics များကိုအသစ်တဖန်ကျူပေါ်စေနိုင်လဲဆိုတာကိုနိုင်ငံရေးတစ်ပံရှုထောင့်ကနေချင်းကပ်ရေးသားသင့်ပါတယ်ဗျ။ဟုတ်ကဲ့အလိုအလျောက်ငင်းချမ်းရေးယူဆောင်လာမဲ့သူဆိုတာထက်မတူညီတဲ့အင်အားစုတွေချားမှာပေါင်းကူတတာတစ်ခုအနေနဲ့ဘလို့အလိုလိုမလဲဆိုတာသုံးသပ်ဖို့ပေါ့နော်ဒီအကြံပြုချက်ကိုစတန်းထဲမှာဘလို့လက်တွေ့ဥပမာတွေနဲ့ပုံဖော်နိုင်မလဲရှင်ဥပမာအနေနဲ့ပြောရရင်အစုပွဲအားလုံးလက်ခံနိုင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဆိုတဲ့စကားလုံးကိုသုံးမဲ့စားအကယ်၍သာသူမကစိစက်ညီနိုင်မှုလမ်းကြောင်းတစ်ခုဖွင့်ပေးလိုက်ရင်လက်ရှိစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချွေးမှုရေးကိုတောင်းဆိုနေတဲ့အင်အားစုတွေမှာဘလို့တုံ့ပြမလဲဆိုတာသုံးသပ်ပြရမယ်ဗျာတချို့ဖွဲ့တွေကဒီဆွေးနွေးပွဲကိုငင်းပယ်တာမျိုးလုံးဝလက်မခံတာမျိုးလက်ထွတ်လာနိုင်တာကိုဒါပါဗျာနောက်တစ်ချက်ကယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာကြုံတွေ့ရနိုင်တဲ့အဟံအတားတွေကိုထောက်ပြဖို့ပါနိုင်ငံရေးတန်တရားတွေဟာလူတွေဥလွတ်လာယုံနဲ့ချက်ချင်းပြောက်ကွက်သွားနိုင်တဲ့ကိစ္စမဟုတ်ဆိုတာကိုပညာရဲ့ဆန်ဆန်ဆွေးနွေးရမှာမယ်ဟုတ်ပါတယ်ရှင်အိမ်တွေပြဿနာတောင်မှမော်ဆန်ဆန်ဖြေရှင်းလို့မရဘူးဆိုရင်နိုင်ငံတကာအထိုင်ဝိုင်းကတော့ဘလို့သဘောထားမလဲလို့စဉ်းစားစရာရှိလာပြီလေမှန်တယ်ဗျာဆက်ဆက်သွားပြီအဲ့ဒီတော့ဒီနေရာမှာကျွန်မသဘောကျတာကတော့ပြည်သူတွေခန်းစားနေရတဲ့စီးပွားရေးအကျပ်တွေကိုထည့်သွင်းစဉ်းစားထားတာပါပဲစာတိုင်းမှာနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးလိုက်ရင်နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုတွေရုပ်သိမ်းသွားမယ်လို့ဆိုထားတယ်ပေါ့နော်တကယ်ရောနိုင်ငံတကာဖိအားကအဲ့ဒီလောက်အလွယ်တကူညှို့တွားနိုင်သလားရှင်အဲ့ဒီအချက်ပေါ်အခြေခံပြီးလို့ဆက်ပြောရရင်နိုင်ငံတကာဖိအားတွေနဲ့စီးပွားရေးပိတ်ဆို့မှုတွေရောကြစေရေးဆိုတဲ့အချက်ကိုတင်ပြတဲ့အခါနိုင်ငံတကာဆက်ဆံရေး theory တွေကိုအခြေခံပြီးကြိုးကြောင်းစီလို့ဟိုပုံမခိုင်မအောင်တိဆောက်ဖို့လိုအပ်ပါတယ်ဗျဆိုတော့အခုတင်ပြထားတာက theory ပိုင်းအားနည်းနေလားပေါ့ဟုတ်တယ်ဗျ
အားနည်းချက်ကဘာလဲဆိုတော့အကျဉ်းသားတွေကိုလွတ်ပေးလိုက်တာနဲ့စီးပွားရေးပိတ်ဆို့မှုတွေချက်ချင်းရုပ်သိမ်းသွားမယ်လို့အလွန်ရိုးရှင်းစွာကောက်ချက်ချထားတာပါပဲနိုင်ငံတကာအတိုင်းဝိုင်းရေးပထဝီနိုင်ငံရေးအကျိုးစီးပွားတွေလုံးဝလစ်လျူရှုထားတယ်လို့ဖြစ်နေပါတယ် ဒါပေမဲ့လေအတိတ်သမိုင်းကိုပြန်ကြည့်ရင်ကော2012ဝန်းကျင်တုန်းကဒေါ်ဆန်းစုကြည်လွတ်မြောက်လာပြီးလွတ်တော်ထဲရောက်တဲ့အချိန်မှာအနောက်နိုင်ငံတွေကပိတ်ဆို့မှုတွေအကုန်လုံးနီးပါးရုပ်သိမ်းပေးခဲ့တာပဲမဟုတ်ဘူးလားအဲ့ဒီတုန်းကအလုပ်ဖြစ်ချင်ရင်အခုလေအလုပ်ဖြစ်နိုင်တယ်လို့စာရေးသူကယူဆထားပုံရတယ်2012တုန်းကအခြေအနေနဲ့အခုအခြေအနေဟာလုံးဝကိုကွာခြားသွားပြီဗျအဲ့ဒီတုန်းကအတွင်းကူးပြောင်းရေးခေါင်းစဉ်ရှိခဲ့ပြီမြဲအခုကအဲ့ဒီစနစ်ကိုပြန်ထျက်စီးထားတာလေ အော်ဟုတ်ကဲ့အခင်းချင်းကမတူတော့ဘူးပေါ့ဒါဆိုရင်စာရေးသူကိုဘယ်လိုပြင်ဆင်ဖို့အကြံပြုချင်ပါတယ်လဲရှင် အကြံပြုချင်တာကစီးပွားရေးပိတ်ဆို့မှုတွေကိုရုပ်သိမ်းဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးဟာ necessary condition လို့ခေါ်တဲ့မရှိမဖြစ်လို့အချက်တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ sufficient condition လို့ခေါ်တဲ့လုံလောက်သောအကြောင်းဖြစ်ဟုတ်မဟုတ်ကိုတိတိကျကျပိုင်းချောင်းစိဖျားဖျားဖို့လိုပါတယ်ဗျ necessary condition နဲ့ sufficient condition ဆိုတာကိုနည်းနည်းဥပမာပေးပါလားရှင်ကားတစ်စီးကို set no ဖို့တော့တန်ထဲလင်းတာက necessary ဖြစ်ပြီး engine ကောင်းနေဖို့က sufficient ဖြစ်တယ်ဆိုတဲ့သဘောမျိုးလား ကွက်တိပဲဗျတော့မပါရင်ဆက်နိုးလို့မရဘူးဒါက necessary condition ပေါ့ဒါပေမဲ့တော့ရှိုံနဲ့ကားကတော့မှမဟုတ်ဘူး engine ကုန်းကောင်းနေဖို့လိုတယ်အဲ့ဒါမှ sufficient condition ပြည့်စုံတာလေဒီစားထဲမှာလည်းတော့တစ်ချောင်းဖြစ်နိုင်ပြီမဲ့ဒီတစ်ချက်တည်းနဲ့ပိတ်ဆို့မှုတွေအကုန်ရုပ်သိမ်းသွားမှာမဟုတ်ဘူးဆိုတာကိုရှင်းပြရမယ်ဗျာ နားလေပါပြီရှင်ဒါဆိုဒီအယူဆကိုစာတန်းထဲမှာလက်တွေ့ဘယ်လိုပုံဖော်ရေးရမလဲဆိုတဲ့ဥပမာလေးတွေဆက်ပြောပေးပါအောင် လက်တွေ့ဥပမာပြရရင်အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့မှုမူဝါဒတွေဟာလူတူတယောက်ကိုလူပြေးချင်းဆိုတာထက်မြေပြင်မှာဖြစ်ပွားနေတဲ့လူခွင့်ရေးချိုးဖောက်မှုတွေအပြည့်အဝရပ်တန့်ခြင်းအပေါ်မှာဘလို့ထိအခြေခံထားတဲ့ဆိုတာကိုဆွေးနွေးရမယ်ဗျာ ဟုတ်တယ်အယတာအစိုးရလက်ထဲအာဏာပြန်လွှဲပေးတာတို့လိုအဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှုတွေပေါ်မူတည်နေတာကို မှန်ပါတယ်ဗျနောက်တစ်ခုကသူမကိုလွတ်ပေးလိုက်ခြင်းဟာကုလသမဂ္ဂနဲ့အာဆီယံလိုအဖွဲ့အစည်းတွေတက်တန်တမာရေးအဆွေးနွေးမှုတွေစတင်နိုင်မဲ့တကားပေါက်တစ်ခုကိုတော့ဖွင့်ပြနိုင်နေဆိုတာကိုပညာရေးဆန်ဆန်တိုးတက်ပြရမယ် တကယ်ကိုထိရောက်တဲ့အကြံပြုချက်ပါပဲအခုဆိုရင်ကျမတို့ကထိုက်ပိုင်းကနေဖိအားပေးတဲ့တန်တမန်ရေးရအခင်းကိုဆွေးနွေးခဲ့ပြီးပြီနော် ဟုတ်ကဲ့ဆက်သွားရအောင် အဲ့ဒီတော့အောက်ခြေလူဒုစီကနေအထက်ပိုင်းအစိုးရတွေကိုပြန်ပြီးတွားအားပေးနေတဲ့အပိုင်းကိုတွားကြည့်အောင်ရှင်ကိုထင်လေးနဲ့ all in one piece movement တို့ဦးဆောင်တဲ့ social media ပေါ်က proof of life လှုပ်ရှားမှုအကြောင်းကိုစာထုံးမှာဖော်ပြထားတယ်လေ ဟုတ်တယ်လူသားချင်းစာနာမှုရှုထောင့်ကနေတောင်းဆိုနေတာပေါ့ ဒါပေမဲ့တင်ပြချက်ဒီထဲက A နဲ့ B ရဲ့ဆက်ဆက်မှုကအပြည့်အဝခိုင်မာရလားလို့မေးစရာရှိလာတယ်ဒီလှုပ်ရှားမှုဟာဒါမဲ့မိသားစုတန်ရိုးကျင်တတ်လားသို့မဟုတ်ဒီထက်ပိုတဲ့နိုင်ငံရေးတက်ရောက်မှုတွေရှိနေသလားရှင် လူသားချင်းစာနာထောက်ထားမှုအကြောင်းပြချက်နဲ့ proof of life လှုပ်ရှားမှုကိုတာမန်စိတ်လှုပ်ရှားဖွယ်အကြောင်းအရာတစ်ခုအဖြစ်တာမကပဲနိုင်ငံရေးရမဟာဗျူဟာကြားတဲ့တွန်းအားပေးမှုတစ်ခုအဖြစ်ချိတ်ဆက်ခွဲခြမ်းပြမှုလိုအပ်ပါတယ်ဗျ ဒါဆိုလက်ရှိရေးထားတာကနည်းနည်းလိုနေသေးတာပေါ့နော် မှန်ပါတယ်အားနဲ့ချက်ကအဲ့ဒီလှုပ်ရှားမှုကိုတားတယောက်ရဲ့စန္ဒနဲ့တာမန်လူသားချင်းစန္ဒမှုရှုထောင့်လောက်ပဲဖော်ပြထားတာပါတကယ်တမ်းဒီလှုပ်ရှားမှုကစစ်အစိုးရအပေါ်ဘလို့နိုင်ငံရေးဖိအားတွေတက်ရောက်နိုင်တယ်ဆိုတဲ့ပညာရပ်ဆိုင်ရာတုံးတက်ချက်ကင်းမဲ့နေတယ်ဗျ ကျမနားလေအောင်နည်းနည်းထပ်မြည်ကြည့်မယ်နော်အခု Facebook ပေါ်မှာကိုမင်းနေမခေါင်းလို့စိုးရင်ကြောင်း post တစ်ခုတင်နေတယ်ဆိုပါစို့အဲ့ဒီ one name မှုကနေဘလို့လို့ပြီးနိုင်ငံခြားရေးမူဝါဒကိုပြောင်းလဲနိုင်တဲ့လက်နက်တစ်ခုဖြစ်လာမှာလေရှင်အဲ့ဒီရန်တရားကဘလို့အလုတ်လုတ်တာလေ အဲ့ဒီရန်တရားကိုနိုင်ငံတကာဆက်ဆံရေးပညာရပ်မှာ Trust National Advocacy Network လို့ခေါ်တယ်ဗျနိုင်ငံဖြတ်ကျော်စီးရုံးလုံဆောင်မှုကွန်ရက်ပေါ့ဒါကို boomerang pattern လို့လည်းခေါ်ကြတယ် ပြည်တွင်းမှာအတန်ထွက်ခွင့်မရတဲ့အခါပြည်ပရောက်နေတဲ့သူတွေစီကနေအတန်ထွက်တာမျိုးလားရှင် ဟုတ်တော့ဗောဗျာပြပရောက်နေတဲ့မြန်မာတွေက Facebook ကနေသတင်းဖြန့်တယ်အဲ့ဒီကနေသူတို့ရောက်နေတဲ့နိုင်ငံတွေကလွတ်တော်အမတ်တွေကိုဖိအားပေးတယ်လွတ်တော်အမတ်တွေကနေစစ်နိုင်ငံခြားရေးဝန်ကြီးဌာနတွေကိုမေကုန်းထုတ်လာအောင်တွန်းအားပေးတယ်လေ အဲ့ဒီကနေမှသစင်အခုနကကျမတို့ပြောခဲ့တဲ့စီပေါ်ရေးပိတ်ဆို့မှုတွေတန်တမန်ရေးဖိအားတွေဆိုတာစစ်ကောင်စီကိုပြန်ပြီးကြားရောက်လာတာပေါ့နော် အတီးကြပဲဗျာဒါနိုင်ငံတကာအတိုင်းအဝိုင်းကိုမဟာဗျူဟာကြကြအသုံးချတဲ့နိုင်ငံရေးလုံလန်းစဉ်တစ်ခုပါဒါကိုစာရေးသူကအကြံပြုချက်အနေနဲ့လေးပေးရေးသားရပါမယ် သဘောပေါက်ပါတယ် social media ပေါ်က campaign တစ်ခုဟာအစိုးရရန်ချားတွေကိုလှုံနိုးလိုက်တဲ့ domino အတုံးလေးတွေလိုအလုလုသွားတာကိုပြရမယ်ပေါ့ဒါဆိုဒီ proof of life လို့ရှားမှုကတ
တရားဥပဒေစိုးမိုးရေးတို့လူအခွင့်အရေးတို့နဲ့ဘလို့တိုက်ရိုက်ချိတ်ဆက်ပြီးဥမာပေးလို့ရမလဲရှင် ဥမာအနေနဲ့နိုင်ငံတကာမှာရှိတဲ့မြန်မာပြည်သူတွေကသူတို့အစိုးရတွေကိုဖိအားပေးတဲ့အခါစစ်အစိုးရရဲ့တရားစီရင်ရေးစနစ်ကြီးဘယ်လောက်တောင်ပွင့်လင်းမြင်သာမှုမရှိဘူးလဲဆိုတာကိုဖော်ထုတ်ပြသနေတယ်ဗျာ proof of life တောင်းဆိုရတယ်ဆိုတာပဲကဒီစနစ်ကြီးဟာဘလို့တောင်မောင်းမိုက်နေလဲဆိုတာတက်တည်ပြနေတာပဲကို ဒါပေါ့နောက်ဒုတိယဥမာအနေနဲ့အသက်80အရွယ်ခေါင်းဆောင်တဦးရဲ့ကျန်းမာရေးကိုတက်တည်ပြဖို့တောင်းဆိုတာဟာနိုင်ငံတကာလူအခွင့်အရေးစံနှုန်းတွေဥပမာNelson Mandela Rules လို့နိုင်ငံတကာဥပဒေမူပေါင်းနေနဲ့ဘလောက်တောင်ကင်းကွာနေတယ်လဲဆိုတာကိုချိတ်ဆက်ဆွေးနွေးလို့ရပါရဲ့ဗျ တကယ်ကိုထိရောက်တဲ့ရှင်းလင်းချက်တည်ပါပဲရှင်အခုဆိုရင်ဒီနေ့ကျမတို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုပြန်ပြီးခြုံငုံကြည့်ရအောင်ဒီစာတန်းကိုပညာရေးဆိုင်ရာပရိသတ်တွေလက်ခံခံတဲ့အဆင့်ရောက်ဖို့အဓိကအချက်၃ချက်ကိုတွေ့ရတယ်နော် ဟုတ်ကဲ့ဗျာအချင်းချုပ်ပေးပါဦး ပထမတစ်ချက်ကတော့အောင်ဆန်းစုကြည်လွတ်မြောက်လာတာနဲ့ငင်းချမ်းရေးချက်ချင်းရပြီဆိုတဲ့မျှော်လင့်ချက်ကိုဖယ်ရှားပြီးမြေပြင်ကလက်နက်ကိုင်အင်အားစုတွေရဲ့ရှုပ်ထွေးတဲ့အခင်းအကျင်းနဲ့စိတ်ဆက်ညီနိုင်မှု dynamics တွေကိုနိုင်ငံရေးတိပံရှုထောင့်ကနေနက်နက်ရှိုင်းရှိုင်းခွဲခြမ်းစိတ်ဖြာဖို့ပါရှင် ဟုတ်တယ်ဗျာဒါကအရေးကြီးဆုံးပဲ theory နဲ့ချိတ်ဆက်ဖို့ပေါ့ဗျာ တတိယတစ်ချက်အနေနဲ့ကတော့ proof of life လှုပ်ရှားမှုကိုတာမန်တာမီတန်ရောစင်တတ်လို့မမြင်ပဲနိုင်ငံဖက်ကျော်စီယုံလုံစောမှုကွင်ရက်တွေကတဆင်မဟာဗျူဟာမြောက်နိုင်ရေးလှုပ်ရှားမှုတစ်ခုအဖြစ်ခွဲခြမ်းစိတ်ဖြာဖို့တို့ပဲဖြစ်ပါတယ်ရှင် မှန်ပါတယ်ဗျအဲ့ဒီအချက်ဒီကိုသာစနစ်တကျဖြင့်စင်ရေးသားနိုင်မယ်ဆိုရင်ဒီစာတန်းဟာရိုးရှင်းတဲ့အခြေအနေတင်ပြချက်တစ်ခုအဆင့်ခနေပညာရပ်ဆိုင်ရာပြည်သက်တွေလေးလေးနက်နက်ဖတ်ရှုကိုးကားရမယ့်အရေးသွေးမြေဒုဒေသနာစာတန်းတစ်ခုအဖြစ်ကိုတေချာပေါက်ရောက်ရှိသွားမှာပါ တေချာတာပေါ့ရှင်အခုဒီလေးလာသုံးသပ်မှုအစီအစဉ်နဲ့ပေးလိုက်တဲ့အကြံပြုချက်တွေကိုအသုံးပြုပြီးနောက်တစ်ချိန်ထပ်မံပြင်ဆင်ထားတဲ့စာတန်းကိုပြန်လည်ပေးပို့ဖို့စာရေးသူကိုဖိတ်ခေါ်ပါတယ်ဟုတ်ကဲ့ပြန်လည်စောင့်မျှော်နေပါတယ်ဗျာ ဒီအစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်